The King's Warden ရုပ်ရှင်ကိုကြည့်ပြီးဘရင်ဒန်းကျွန်းရဲ့ဖြစ်ရမှန်သမိုင်းကြောင်းနေရာဖြစ်တဲ့ရုပ်ရှင်တွေကအမှတ်တရနေရာတွေရှိရာဂန်ဝန်တို့ရောင်ဝေါမြို့လေးစီကိုအလဲခေါ်သွားခြင်းပါတယ်။အရင်ဆုံးဒီသမိုင်းဝင်နေရာလေးကိုသွားဖို့အတွက်လူကြီး3000ဝန်းကလေး2000ဝန်းကျတင်မှာပါ။မြစ်ကိုအရင်ဖြတ်ရပါတယ်။မြစ်ကူးဖို့ဆက်လေလေးတွေစီစဉ်ပေးထားပြီးမနက်9နာရီကနေည8နာရီထိဖွင့်ထားတာမို့ခရီးသွားတွေနဲ့အတော်လေးစီကားနေတာတွေ့ရပါတယ်။ဒီနေရာလေးမှာဘရင်လေးနဲ့မိဖုရားတို့ရဲ့ဝမ်းနေစရာသမိုင်းကြောင်းရုပ်ထုရှိပါတယ်။သူတို့လက်ထပ်ပြီးတစ်နှစ်ကျော်မှာပဲအာနာလူခံရပြီးခွဲခွာခဲ့ကြရတာပါ။မိဖုရားလေးဟာဘရင်ရှိရာဘက်ကိုမျှော်ရင်းအသက်82နှစ်အထိတယောက်ထင်းနေထိုင်သွားခဲ့တာပါ။ဒီနေရာမှာဆိုရင်ဘရင်လေးဟာပြည်ညင်တန်ခံနေရစဉ်အတွင်းသူ့ရဲ့ဇာတိမြေဟန်ယောင်းယခုဆိုးမျိုးကိုလွမ်းဆွတ်တန်းတာပြီးကြောက်တုံးလေးတွေကိုတတုံးချင်းစီစုပုံတိဆောက်ခဲ့တဲ့ကြောက်တုံးမျော်စင်လေးကိုလည်းမြင်တွေ့နိုင်ပါတယ်ရှင်။ဆက်သွားလိုက်ရင်တော့ဘရင်လေးနေနေတန်ခံရစဉ်ကနေထိုင်ခဲ့တဲ့အဆောင်လေးကိုရောက်မှာပါ။ဘရင်လေးဝတ်ဆင်ခဲ့တဲ့ဟန်ပုတ်အနီရောင်လေးသူ့ရဲ့အခန်းနဲ့အသုံးဆောင်လေးကိုမြင်ရတာတပည့်ကိုစိတ်မကောင်းစရာပါ။ဘရင်လေးရဲ့အမလိုအမိလိုချစ်ခင်ရတဲ့အထင်းတော်ကြီးရဲ့ရုပ်ထုနဲ့အခန်းလေးကိုလေအမှတ်တရတွေ့နိုင်ပါတယ်။စိတ်အထိခိုက်ရဆုံးနေရာကတော့ဘရင်လေးကိုဂျုတ်ကန်ပါပေါ်ကနေပြစ်ချခဲ့တဲ့နေရာနဲ့ဘရင်လေးမျောပါခဲ့တဲ့မြင့်နေရာလေးပါပဲ။တခင်လေးအီးနေမှာပေါ့နွေးတဲ့နေရာလေးစီသွားကြရအောင်ဆိုတဲ့ရုပ်ရှင်လေးကစက်ဝင်ခန့်အတိုင်းဘရင်နဲ့ရွာသူကြီးရဲ့ရုပ်ထုလေးကိုကြည့်ရင်လူတိုင်းနှမျောတတဖြစ်နေကြရတာပါ။ဒါကတော့ဘရင်လေးရဲ့အုပ်ကူပါ။ဘုံနွဲစုဝင်ရဲ့အုပ်ကူ40ထဲမှာတစ်ခုအပါဝင်ဖြစ်ပြီးရှီဟောင်းယဉ်ကျေးမှုနဲ့တမိုင်းတန်ဖိုးကြီးမားလွန်းတာကြောင့်2009ခုနှစ်မှာ UNESCO ကမ္ဘာအမွေအနှစ်နေရာ World Heritage Site အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ဂုဏ်ယူစရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ဖြစ်ရမှန်တမိုင်းကြောင်းကိုအခြေခံထားတဲ့ဒီနေရာလေးကိုကိုရီးယားရောက်ရင်တစ်ခေါက်လောက်သွားဖို့တိုက်တွန်းချင်ပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။